အမျိုးသမီးဟာအိမ်သစ်ကိုပြောင်းရွှေ့လာစဉ်မှာသူမမှာအသက်16နှစ်အရွယ်သားတစ်ယောက်ရှိကြောင်းအိမ်နီးချင်းတစ်ကိုအမှတ်မထင်ပြောပြမိခဲ့ပါတယ်။နောက်တစ်နေ့မှာပဲအရာအလုံးဟာထိမ့်မနိုင်သိမ့်မရဖြစ်သွားပါတော့တယ်။အဲ့ဒီအိမ်နီးချင်းအမျိုးသမီးဟာလူတစုနဲ့အတူသူမရဲ့အိမ်ရှိကိုရောက်လာပြီးအမျိုးသမီးရဲ့သားကသူမရဲ့သမီးကိုစော်ကားခဲ့တယ်လို့တိုက်ရိုက်ဆွဆွဲပါတော့တယ်။သူမရဲ့ပြင်းပြင်းထန်ထန်တွန့်ပြပုံကိုကြည့်ပြီးရှေ့နေတကားဖြစ်တဲ့အမျိုးသမီးဟာတခုခုတော့မားနေပြီဆိုတာကိုချက်ချင်းရိပ်မိလိုက်ပါတယ်။မနေ့ကတင်အဲ့ဒီအိမ်နီးချင်းဟာကိုကြီးချင်းအောင်ဆောင်ပြီးသူမရဲ့မိသားစုနောက်ခံကိုလာရောက်ဆက်ဆူသွားခဲ့တာပါ။သူမရဲ့သားအသက်16နှစ်ပြည့်ပြီဆိုတာကိုကြားပြီးတဲ့နောက်မိသားစုနှစ်စုနီးစပ်အောင်တော့စ조사ခဲ့ပါသေးတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူမဟာဒီလိုမျိုးကောက်ကျစ်တဲ့အကွက်ကိုရုတ်တရက်ထုတ်သုံးလာပါတော့တယ်။အမျိုးသမီးဟာဒါကိုလုံးဝမျှော်လင့်မထားခဲ့ပါဘူး။အခြေအနေတွေကဒီအထိရောက်လာပြီမြဲအမျိုးသမီးဟာသူမရဲ့သားကဒီလိုမျိုးဘယ်တော့မှမလုပ်မှာမဟုတ်ဘူးလို့အိမ်နီးချင်းကိုရိုးရိုးသားသားပဲအာမခံခဲ့ပါတယ်။အိမ်နီးချင်းကတော့သူမရဲ့သမီးဟာအသက်16နှစ်ပဲရှိသေးပြီးအမျိုးသမီးရဲ့သားကဖျက်ဆီးခဲ့တာလို့အခိုင်အမာဖော်ပါတယ်။သူမကတောင်းပန်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအသွင်ဒေါ်လာ2 သန်းပေးလျော်ဖို့ဒါမှမဟုတ်ရင်တော့သူမရဲ့သားကိုထောင်တန်းဆန်ခိုင်းမယ်လို့တောင်းဆိုပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့သူမရဲ့သားမှာသူမသမီးကိုအနိုင်ကျင့်နိုင်စွမ်းလုံးဝမရှိကြောင်းဆက်လက်ရှင်းပြနေခဲ့ပါတယ်။အိမ်နီးချင်းကတော့မယုံကြည်လို့ပြီးသမီးဖြစ်သူရဲ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကိုလင်းညှိုးထိုးပြပြီးဒါဟာသားဖြစ်သူရဲ့အကြမ်းဖက်မှုတတ်သိမယ်လို့ပြောပါတယ်။သမီးဖြစ်သူကလည်းဖြစ်ခဲ့တဲ့ရာဇဝတ်ကိုအကြောင်းကိုအသေးစိတ်လုပ်ကြံပြောဆိုလိုက်တဲ့အခါဘေးရကြည့်နေသူတွေကြားမှာတနာစိတ်တွေဖြစ်ပေါ်လာပါတော့တယ်။လူတွေကအဲ့ဒီသားအမိဘက်ကနေစတင်ဝန်ရမ်းဖေးလာကြပါတယ်။အမျိုးသမီးကသူမရဲ့သားမှာစိတ်ဆက်တဲ့အမူအရာလေးတွေရှိတတ်တာကိုသိပေမဲ့ဒီလိုမျိုးဒဏ်ရာတွေရအောင်လုပ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာကိုသိနေပါတယ်။သူမကအယော့မပေးတာကိုမြင်တော့အဲ့ဒီသားအမိဟာသူတို့ရဲ့တရုပ်ဆောင်မှုကိုပို့ပြီးအရှိန်မိလိုက်ပါတယ်။နောင်ကြရင်လူတော်မတိုးရတော့ဘူးဆိုပြီးငိုယိုကတရုပ်ဆောင်ကြပါတော့တယ်။သူတို့ကအမျိုးသမီးကိုမိခင်ဒီလောက်ထိရတဲ့နှလုံးသားမရှိဘူးလို့ဆွဆွဲပြီးတကယ်လို့မင်းရဲ့သမီးသားဒီလိုအလုပ်ခံရရင်မင်းဒီလိုအေးအေးဆေးဆေးနေနိုင်မလားလို့မေးခွန်းထုတ်ကြပါတယ်။အမျိုးသမီးကသူမရဲ့သားနာမည်ကိုမဖြစ်စည်းခင်သူမနဲ့သူမရဲ့သားကိုတေးသေးချာချာအရင်စုံစမ်းတင်တယ်လို့ချက်ချင်းပြန်ပြောလိုက်ပါတယ်။သူမကသားဖြစ်သူရဲ့အမူအရာပုံစံတွေအဖြစ်ဒီလိုမျိုးရီစရာကောင်းတဲ့အလုပ်ကိုလုပ်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ထက်လောင်းပြောပါတယ်။ဒါပေမဲ့လူတွေကတော့တဘာဝအတိုင်းပဲနစ်နာသူလို့ထင်ရတဲ့ဘက်ကနေယုံကြည်သွားကြပါတယ်။သူတို့ကအမျိုးသမီးရဲ့ရှင်းပြချက်ကိုတလုံးမှမနားထောင်ကြပါဘူး။အဲ့ဒီအချိန်မှာအိမ်နီးချင်းဟာသူမရဲ့သမီးကိုအမျိုးသမီးရဲ့သားပေါ်အပြစ်ပုံချနိုင်မှုအသေးစိတ်ပြောပြဖို့တိုက်တွန်းလိုက်ပါတယ်။သမီးဖြစ်သူကမနေ့ညကကျူရှင်စင်းလာတဲ့အခါအိမ်ယာဝင်းအဝတ်မှာသူ့ကိုတွေ့ခဲ့တယ်လို့ပြောပါတယ်။သူကသူမကိုချစ်တယ်လို့ပြောပြီးမြဲသူမကဂရုမစိုက်တဲ့အခါသူကသူမကိုနောက်ကနေရုတ်တရက်ပွဲဖတ်လိုက်တော့တာပါ။သူကအယမ်းတန်းတာကြောင့်သူမယုံမထွန်နိုင်ခဲ့ပါဘူး။အဲ့ဒီနောက်သူမကိုခေါင်းမိုးပေါ်ကိုဆွဲသွားပြီးအဝတ်အစားမချွတ်ရင်လက်ရင်းညစ်တတ်မယ်လို့ချင်းချောက်ခဲ့တယ်လို့ပြောပါတယ်။သူကသူမရဲ့လက်ရင်းကိုအယမ်းနာအောင်ညစ်ထားတာကြောင့်သူမကြောက်ပြီးလိုက်ရောခဲ့ရတာလို့ဆိုပါတယ်။သူမကဒါကိုပြောလိုက်တာနဲ့အိမ်နီးချင်းဟာလူအောက်ကလေးကိုလှုံ့ဆော်ပြီးအမျိုးသမီးရဲ့သားကိုလူမဆန်ဘူးလို့ဒေါသကြီးနဲ့ရှုတ်ချပါတော့တယ်။တကယ်တမ်းသူမဟာတနည်းအားဖြင့်အမှန်တခုကိုပြောလိုက်မိမှန်သူမကိုယ်တိုင်မသိလိုက်ပါဘူး။ဒီအချိန်မှာတော့သူတို့ကအစီအစဉ်ချပြီးလိန်နေကြတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားပါတော့တယ်။တကယ်လို့သူမရဲ့သားအဲ့ဒီအရာအလုံးကိုလုံနိုင်စွမ်းရှိခဲ့ရင်တော့ဒါဟာကပအန်ဝါရှစ်မြောက်ချစ်သွားမှာပါ။ဒါကြောင့်သူမကသူတို့ရဲ့အကွက်ကိုပွင့်ပွင့်လင်းလင်းဖော်ထုတ်လိုက်ပါတယ်။ဒါပေမဲ့သမီးဖြစ်သူကတော့နစ်နာသူနေရာမှာပဲဆက်လက်တရုပ်ဆောင်နေသုံးပြီးမျက်စိဆက်မြင်နဲ့သားဖြစ်သူရဲ့ရာဇဝတ်တွေကိုအဆွတ်ဆွဲနေပါတော့တယ်။သူမကသူမရဲ့အပေါ်အင်းချီကိုဖောက်ပြီးဒဏ်ရာဆိုတာတွေကိုလူအားလုံးလိုက်ပြတဲ့အထိလှုပ်ဆောင်ခဲ့ပါတယ်။အလုံးသေးသေးချာချာမြင်သွားပြီဆိုမှမိခင်ဖြစ်သူကသူမရဲ့သမီးကိုအလေးမြန်တားဆီးလိုက်ပြီးဒီနေ့ပဲလျော်ကြေးပေးဖို့အမျိုးသမီးကိုတောင်းဆိုပါတော့တယ်။ဒါမှမဟုတ်ရင်တော့တရားရုံးထိတက်ပြီးသားအမိညီရောက်လုံးအဆက်ရအောင်လုပ်မယ်လို့ချင်းချောက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့အလွယ်တကူအနိုင်ကျင့်လို့ရမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူတို့သာသူမရဲ့သားကိုမြင်လိုက်ရင်ဒီလောက်ရီစရာကောင်းတဲ့စကားတွေကိုဘယ်တော့မှမပြောမှာမဟုတ်ပါဘူး။သူမဟာဟန်ဆောင်မှုတွေကိုဖယ်ရှားပြီးသူတို့ရဲ့အကွက်ကိုဖော်ထုတ်လိုက်ပါတယ်။သူတို့ကဒီလိုမျိုးမဟုတ်မမှန်ဆွဆွဲရတာကအင်ယာဝင်းနဲ့ခေါင်းမိုးပေါ်မှာစောင့်ကြည့်ကင်မရာတွေမရှိလို့ပါ။အိမ်နီးချင်းကဒေါထထွက်ထားပြီးသမီးဖြစ်သူရဲ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကတက်တယ်ပဲလို့တက်တွတ်ပြောနေပါတော့တယ်။ဒါတင်ငင်မကသူမကမှုကင်းစေးစစ်မှုဆိုတာကိုပါထုတ်ပြပြီးသမီးဖြစ်သူရဲ့ခန္ဓာကိုယ်မှာအမျိုးသမီးရဲ့သားစီက DNA တွေတွေ့တယ်လို့အခိုင်အမာပြောပါတယ်။အမျိုးသမီးဟာသူမရဲ့သားကိုအကွက်ချဖို့အတွက်သူတို့ဒီလောက်အထိအစီအစဉ်ကြောင့်ကင်ဆင်ထားလိမ့်မယ်လို့မထင်မထားခဲ့ပါဘူး။တကယ်လို့သူမသာသူမရဲ့သားရဲ့အခြေအနေကိုမသိခဲ့ရင်ပါဆက်တစ်စဲပြောင်းရင်ရှင်းမှာမဟုတ်ပါဘူး။အိမ်နီးချင်းကအမျိုးသမီးကိုချောင်းလက်နေပြီလို့ထင်သွားပြီးဒီစီးစစ်မှုကတရားဝင်စေးရုံကထုတ်ပေးထားတာလို့ထပ်လောင်းပြောပါတယ်။ဒါကိုသုံးပြီးအမျိုးသမီးရဲ့သားကိုတရားစွဲလိုက်မယ်ဆိုရင်သူဟာလူဥပဒေရဲ့အပြစ်ပေးမှုကနေလွတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အမျိုးသမီးကအဲ့ဒီစေးစစ်မှုကအတူကြီးပဲလို့ဩလိုက်ပါတယ်။သမီးဖြစ်သူကလည်းမင်းကနားကိုတေအောင်လုံးမှကြီးနေမှာလားလို့ပြောပြီးအရှက်မရှိသူလို့အဆွဆွဲကသူမကိုသူအဆုံးသက်စီရမှာတော့လေ။ဒါကိုမြင်တော့မိခင်ဖြစ်သူကသူမရဲ့သမီးကိုအလေးမြန်တားဆီးလိုက်ပြီးသူမရဲ့ခင်ပွန်းကလည်းစောစောစီးစီးတေဆုံးသွားခဲ့တဲ့အတွက်သူမသာမရှိရင်သူမလည်းဆက်ပြီးအသက်မရှင်နိုင်တော့ဘူးလို့ငိုယိုပြပါတယ်။အဲ့ဒီနောက်သူမကအမျိုးသမီးဘက်ကိုအပြစ်လွှဲပြီးသူမရဲ့သားကိုအပြင်ထွက်ခိုင်းပြီးဝန်ခံပြီးလျော်ကြေးပေးဖို့တောင်းဆိုပါတယ်။အမှန်တကူကိုမသိတဲ့ဘေးကကြည့်နေသူတွေကအဲ့ဒီသားအမိရဲ့တရုပ်ဆောင်မှုအောင်မှလုံးဝအလင်ခံလိုက်ရပါတယ်။သူတို့ကရှင်းနေသူကဖြစ်ရတဲ့တားဖြစ်သူရဲ့ရာဇဝတ်ကိုဖုံးကွယ်ပေးနေတယ်ဆိုပြီးဒေါသကြီးနဲ့အမျိုးသမီးကိုဆွဆွဲကြပါတယ်။အခြေအနေတွေပိုပြီးတင်းမာလာရဲ့အခါအမျိုးသမီးကသူမရဲ့သားကဒီလိုလုပ်ရမျိုးလုပ်နိုင်စွာလုံးဝမရှိကြောင်းကိုနောက်ဆုံးတစ်ကြိမ်ထပ်ပြီးပြောပါတယ်။
အကြောင်းရင်းကတော့တားဖြစ်သူကိုခေါ်လာတဲ့အခါလူအလုံးနားလေသွားမယ်လို့ဆိုပါတယ်အဲ့ဒီနောက်သူမကအိမ်ကိုဖုံးဆက်ပြီးတားဖြစ်သူကိုခေါ်လာပေးဖို့သူမရဲ့မိခင်ကိုပြောပါတယ်အဲ့ဒီနောက်မှာတော့သူမကအဲ့ဒီသားအမိကိုသူမရဲ့သားကစော်ကားဖျက်တာတေးကြလားလို့ပြောပါတယ်ဒေါ်လာ2 သန်းလျော်ကြေးတောင်းတာတေးကြလားလို့မေးပါတယ်အိမ်နီးချင်းကလည်းတပြိုင်ပါမလျော့ဘူးလို့ခိုင်ခိုင်မာမာပြန်ဖြေပါတယ်အမျိုးသမီးကနောင်တမရစေနဲ့လို့အေးဆက်ဆက်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့သားရောက်လာပါတော့တယ်လူအားလုံးသူ့ကိုမြင်လိုက်တဲ့အခါအော်တလို့မျက်လုံးတွေပြူသွားကြပါတယ်